ဒါကတော့ရွှေရည်ရိုက်နေတက်လန်းနဲ့အမလေးဒီမှာဆိုင်ထဲမှာလည်းကျမဆိုင်နဲ့လဲအိုးလိုးတွေရောပက်လက်တွေရောအုံနေနေမှာအကုန်ကွာကြတာနော်တခါမှတသက်နဲ့ကိုတကလောက်ကျင်းတဲ့ငလင်မျိုးလေးမတွေ့ဘူးဂျပန်မှာနေလာတာနှစ်လောက်နေပါဦးလေဒီလောက်ငလင်ပေါ်တဲ့နိုင်ငံတော့မဖြစ်ဘူးဒီမှာဒီဘက်တွေလည်းအကုန်ပြုတ်ကြရဖေးဒီမှာအကုန်ရေတံဘူးတွေရောရေတံဘူးတွေရေဝစနေလည်းအကုန်ကွဲဒီမှာရေခဲတက်တာတွေလည်းအကုန်ကွဲဖေးအိုဒီမှာအခါမှဒီလောက်ကြီးဆိုဝါမကြုံဘူးဆိုင်ကလေးဗီဒီယိုတွေရောအိမ်ထဲမှာတော်ဆိုးပါတယ်တော်အရှိန်အမေတာတော်ပြင်းတာတော့ပြင်းတာပေါ့တော်ပြင်းတာဒါခေါ်လာမကားမှာဘူးတိလားခေါ်လာမကားလာဒီမှာအိမ်ထဲရောအကုန်အိုဗီဒီယိုကြီးတော့ဒီလိုကြီးဖြစ်သွားရှင်ဒီမှာအကုန် RTV လဲအပေါ်ရတာဘလို့နေလဲမသိအပေါ်ရတဲ့ဖက်လည်းဘလို့နေလဲမသိကဲဒါအပေါ်ရပါရှင်အပေါ်ရပါပေါ်ရတစ်ထက်အိုးပေါ်ရလည်းကြည့်ပါ Oh my god ဖေးအိုးဖေးရင်နေလိုက်တာဖေးဦးစင်ဒါဖေးကမှာနော်ဘာလို့ဖေးကမှာဖေးကမှာဆောက်ရှင်နေတော့လိုက်တာအကုန်ကွဲဖေးရောဒါတော့ဒီအိုးဒီစားဖေးThiếu răng một tập trung